ရေလောင်ကန်ကြီးတစ်ခုကိုမြင်ရောင်ကြည့်လိုက်ပါရှင်ကန်ကြီးကဘလောက်ပဲရေတွေအများကြီးဆက်နေပါစေဟိုရေထွက်တဲ့ပိုက်လိုင်းထဲမှာအမိုက်တွေပိတ်ဆို့နေရင်လေရေကကောင်းကောင်းထွက်လာမှာမဟုတ်ဘူးပေါ့နော်ဟုတ်တယ်ဗျာရေကနင်းနေလေးပဲထွက်လာမှာပေါ့အဲ့ဒီသဘောတရားအတိုင်းမှာပဲဒီနေ့ကျမတို့ရှေ့မှာချထားတဲ့မှတ်စုတွေအင်ဂျင်နီယာပိုင်းဆိုင်ရာလေ့လာချက်တွေကိုတေချာကြည့်တဲ့အခါအဲ့ဒီရေပိုက်ထဲကအမိုက်လိုမျိုးပေါ့နော်ဘက်ထရီတွေရဲ့စွမ်းဆောင်ရည်ကိုတိတ်တဆိတ်ဒုက္ခပေးနေတဲ့အရာတစ်ခုကိုတွားတွေ့တယ်ဟုတ်ကဲ့အဲ့ဒါက internet resistant လို့ခေါ်တဲ့အတွင်းမိုက်ခုခံမှုပဲဖြစ်ပါတယ်ဗျာဟုတ်ပါတယ်ရှင်ဒီနေ့လေ့လာမှုမှာတော့ဒီအချက်လက်တွေကိုအခြေခံပြီးအာယာဆိုတာဘာလဲဘက်ထရီတိဆောက်ရမှာဘာကြောင့်ဒီလောက်တောင်အရေးကြီးနေတာလဲဆိုတာကိုအသေးစိတ်တူးဆွတ်သွားပါမယ်ကောင်းပါပြီဗျာဒီ IR ကိုရိုးရိုးရှင်းရှင်းပြောရင်တော့ဘက်ထရီအတွင်းမှာလက်စီချောင်းစီးစီးမှုကိုဟန်တာနေတဲ့အတားအဆီးတစ်ခုပေါ့ဗျာအိုးဟန်တာနေတဲ့အရာပေါ့ဟုတ်တယ်ဗျာသူကို milli ohms နဲ့တိုင်းတာပြီးသူကနယ်လေးလေးလက်စီချောင်းထတာကောင်းလေးလေးစွမ်းရင်လေအလဟာသားမဖြစ်ပဲဘက်ထရီလည်းပူမလာလေးလေးပါပဲနေပါဦးရှင်ကျမနားလည်ထားတာကဘက်ထရီဆိုတာဓာတုပိတာပစ္စည်းတွေနဲ့ဖွဲ့စည်းထားတာလीအဲ့ဒီတော့ပါရီကများဒီအတားအဆီးကိုကြီးလာစေတာလဲတသက်မတဲ့ပုံသေးပဲလားပုံသေးမဟုတ်ဘူးခင်ဗျာ data တွေကအဓိကပြောင်းလဲစေတဲ့အကြောင်းရင်းတွေရှိတယ်ဥပမာ cell အမျိုးအစားနဲ့ ampere hour ပေါ့တော့ AH ပေါ့များသောအားဖြင့် AH များတဲ့ battery တွေကပို့ကျတဲ့လမ်းကြောင်းတွေပါဝင်လို့ IR ပိုနေတတ်တယ်ဗျာဟုတ်ပြီဒါဆိုသိရင်ပိုများမယ်ပေါ့မှန်ပါတယ်ဗျာဒါပေမဲ့စိတ်ဝင်စားစရာအကောင်းဆုံးကအပူချိန်နဲ့တသက်မယ် battery ဆိုတာဓာတုပိတာဟင်းချိုအိုကြီးတစ်ခုလိုပဲလေအေးလုံးတဲ့အခါအဲ့ဒီဟင်းချိုရည်ကပစ်ခဲသွားပြီး ion တွေရွေ့လာဖို့အရန်ခက်ခဲသွားတယ်အဲ့ဒီခါမှာခုခံမှုအာယာကတတ်သွားတာပေါ့နော်ဟုတ်တာပေါ့ဗျာဒိုင်းကနေမြင့်တက်သွားတာပေါ့နောက်ပြီးချိန်ကြာလာလို့တက်တန်းရင်လာရင်လေအတွင်းပိုင်းမှာရှိတဲ့ပစ္စည်းတွေကဖြည်းဖြည်းယိုရင်းလာပြီးလက်စီးကြောင်းသွားမဲ့လမ်းတွေပိတ်ဆို့လာပြန်ရောဗျအော်ဒါဆိုဘက်ထရီအေးသွားတာဖြစ်ဖြစ်ဟောင်းလာတာဖြစ်ဖြစ်ခုနပြောတဲ့ရေပိုင်းလိုင်းကကြီးရီပိတ်ပြီးပိုချင်းသွားတယ်လို့ပေါ့နော်ကွက်တီပဲဗျရေတွေညစ်ထုတ်ရခက်သွားတာပေါ့ဒါဆိုလက်တွေ့သုံးတဲ့အချိန်မှာပိတ်ကျင်းသွားရင်ဘာဖြစ်မလဲလိုချင်တဲ့ဆွမ်းအားပြည့်မရတော့ဘူးပေါ့နော်အဲ့ဒီနေရာမှာပြဿနာကစတော့တာပဲဗျဥပမာတစ်ခုကြည့်ရအောင် inverter တစ်လုံးကိုဘက်ထရီနဲ့မောင်းလိုက်တယ်ဆိုပါစို့ဝင်းအကြီးဆွဲလိုက်တာနဲ့ volt အားက12 volt ကနေ10 volt အထိရုပ်ရည်ထိုးကျသွားတတ်တယ်။အော်ဘာကြောင့်လဲရှင်။ဘာကြောင့်လဲဆိုတော့ PR ဆိုလိုတာက volt အားဟာအတွင်းပိုင်းကပိတ်ဆို့နေတဲ့ခုခံမှုကြီးကိုအတင်းတွန်းဖြတ်ရတဲ့အတွက်အင်အားတွေရော့ချသွားလို့ပါဗျ။ engineer တွေကဒါကို voltage drop ဖြစ်တယ်လို့ခေါ်ကြတယ်။အပိုးဆိုးတယ်ဗျ။ဘက်ထရီအများကြီးကိုပေါင်းပြီးသုံးတဲ့အချိန်မျိုးမှာအာယာတန်ဖိုးမတူတာလေးကိုရောသုံးလိုက်ရင်ဘာဖြစ်မလဲ။ကျမစဉ်းစားကြည့်တာလေအပြေးပြိုင်ပွဲမှာအပြေးနေတဲ့သူနဲ့မြန်တဲ့သူကိုချေအောင်ချင်းချိုးချိပြီးပြေးခိုင်းသလိုများဖြစ်နေမလားလို့အဲ့ဒီဥပမာကလုံးမကိုကွက်တီပဲဘက်ထရီပတ်တစ်ခုတည်းမှာအာယာများတဲ့ဆဲနဲ့နဲတဲ့ဆဲရောနေပြီဆိုရင်အာယာများတဲ့ဆဲတနည်းအားဖြင့်အပြေးနေတဲ့သူကအရင်ဆုံးမောပန်းပြီးပူထူလာတော့တာပဲဗျအော်အပူထွက်လာတာပေါ့ဟုတ်တယ်ဗျသူကရှက်စီးချောင်းကိုကောင်းကောင်းမပေါ်နိုင်တော့သူ့စီမှာစွာရင်တွေကအပူဖြတ်ပြောင်းသွားတယ်အဲ့ဒီအပူကဘေးနားကဆဲတွေကိုပါကုဆက်ပြီးတစ်ဖော်လုံးကိုတုတ်ခပေးတော့တာပေါ့ဒါကြောင့်မလို့ဘက်ထရီပတ်ဆောက်တဲ့အခါ internal resistant matching ဆိုပြီးအာယာတူညီတဲ့ဆဲတွေကိုခြေဝေးချဲသုံးဆွဲဖို့စာတန်းတွေကအထူးသတိပေးထားတာကိုမှန်ပါတယ်ဗျဒါဆိုရင်စမ်းသပ်ကြည့်ဖို့လိုလာပြီပေါ့လို့ကျမစီမလဲအိမ်သုံးရိုးရိုး multimeter လေးတစ်ခုတော့ရှိတယ်အဲ့ဒါနဲ့ထောက်ပြီးတိုင်းလိုက်ရင်ရောမရဘူးလားရှင်လွယ်လွယ်လေးပဲလေဟာရိုးရိုး multimeter တွေကတေးပြီးတိကျမှုမရှိလို့တိုင်းလို့မရဘူးဗျာတကယ်ဘာလို့လဲရှင်ဘက်ထရီရဲ့အတွင်းပိုင်းခုခံမှုကအရန်သိငယ်တဲ့အပြင်ဓာတုဗေဒသဘောတရားတွေပါဝင်နေလို့လေတကယ်ပီလျာရှင်တွေက wire 1035 plus လိုမျိုး AC 1kHz line ကိုအသုံးပြုပြီးတိုင်းထားတဲ့တီးတန်မီတာတွေကိုပဲသုံးကြတယ်ဗျာအော်တီးတန်မီတာလို့လားပေါ့တကယ်လို့အဲ့ဒီဆက်မရှိဘူးဆိုရင်ရောတိုင်းလို့မရတော့ဘူးနာရတာပေါ့ဗျာ DC load test ဆိုတဲ့နည်းလမ်းနဲ့တွက်ထုတ်လို့ရတယ်နေပါအောင်အဲ့ဒီ DC load test ကဘလို့အလုပ်လုပ်တာလဲတင်ချာ formula ကြီးတွေနဲ့ရှုံနေမလားလို့မရှုပ်ပါဘူးသဘောတရားလေးကရှင်းရှင်းလေးပါဗျာအရင်ဆုံးဘက်ထရီကိုဘာမှမချိတ်ထားပဲအေးစင်နာနေတဲ့ချိန်မှာရှိတဲ့ပိုအားကိုမှတ်ထားလိုက်မယ်ဟုတ်ပြီပြီးရင်ရောပြီးရင်ဝင်းတစ်ခုခုဥပမာမီဒီကြီးတစ်လုံးချိတ်လိုက်တဲ့အခါကျသွားတဲ့ဘိုအားကိုထပ်မှတ်မယ်ဗျာအဲ့ဒီဘိုအားတစ်ခုရဲ့ကွာခြားချက်ကိုစီးဆင်းသွားတဲ့လက်စီချောင်းပမာဏနဲ့စားချလိုက်ရင်ဘလောက်အဟန့်အတားရှိနေတယ်ဆိုတာကိုတွက်ထုတ်လို့ရသွားပြီ
အော်ရှင်းသွားပြီဒါဆိုအိမ်မှာကိုယ့်ဘက်ထရီကိုတိုင်းကြည့်လိုက်လို့ထွက်လာတဲ့ကိန်းကနန်းကကျမ်းမာရေးကောင်းတာလားဒါမှမဟုတ်ရကြီးပုံးတစ်လုံးလို့ဖြစ်နေပြီလားဆိုတာဘယ်လိုခွဲခြားသိနိုင်မလဲရှင် အချက်လက်တဲ့အရာစံတန်ဖို့ရှိတယ်ဗျာ grade A ဖြစ်တဲ့ 100RH နဲ့ 280RE ရှိတဲ့ LiFePO4 အကြီးတွေဆိုရင်0.2 ohm ကနေ0.5 ohm လောက်ပဲရှိတယ် အရန်နေတာပဲเนาะ ဟုတ်တယ်ဗျာတင်းငယ်တဲ့18650 light ion လေးတွေဆိုရင်တော့20 ohm ကနေ50 ohm အတွင်းရှိတတ်တယ်တကယ်လို့100 ohm ကိုသာကျော်ထွားပြီဆိုရင်တော့အဲ့ဒီ cell ကအသက်ငယ်နေပြီအဲ့ဒီရှိနေပြီလို့သတ်မှတ်လို့ရတယ်ဗျာ ဟုတ်ကဲ့ပါရှင်ဒါဆိုအလုံးကိုခြုံငုံကြည့်ရရင် gauge IR ဆိုတာဒီနေ့လီလာလိုက်ရတဲ့အချက်အလက်ဒီထဲကကိန်းကနအချောက်တိုက်တက်မဟုတ်ဘူးမို့နော်ဘက်ထရီတစ်ခုရဲ့တက်တန်းလုံခြုံရေးနဲ့စွမ်းဆောင်ရည်တစ်ခုလုံးကိုထိန်းချုပ်ထားတဲ့နှလုံးခုန်လုံးတစ်ခုပဲဖြစ်ပါလေ လုံးဝမှန်ပါတယ်ဗျာရက်စစ်စွမ်းရင်ကိုအကျိုးရှိရှိနဲ့ဘေးကင်းကင်းထုံးချနိုင်ဖို့အထူးတစ်ဖြင့်စနစ်ကြီးတွေတိဆောက်တဲ့နေရာမှာဒီအတွဲမှန်ခုခံမှုရဲ့သဘောတရားကိုရေဖြူရှုံးထားလို့လုံးဝမရပါဘူး တကယ်ကိုစဉ်းစားစရာပါပဲဒီနေရာမှာလေမေကွန်းထုတ်စရာတစ်ခုပေါ်လာတယ် ဟုတ်ကဲ့ပါများလဲဗျာ ဘက်ထရီတွေအိုမင်းလာတာနဲ့အမျှ IR ကသဘောဝရမြင့်တက်လာတတ်တယ်ဆိုရင်အနာဂတ်မှာထွက်ပေါ်လာမယ့်ဘက်ထရီနည်းပညာသစ်တွေဟာဒီအတွင်းပိုင်းဓာတုပြေတာခွတ်ခန်းမှုဆိုတဲ့သဘောတရားရဲ့ကန့်သက်ချက်ကိုလုံးဝကျော်လွှားနိုင်ပါမလားဒါမှမဟုတ်တာဟာရူပဗေဒသဘောတရားရဘယ်တော့မှရှောင်လွဲလို့မရနိုင်ရင်အိုမင်းရင်ရော်ချင်းဆိုတဲ့စီမင်းတစ်ခုမဲလားဆိုတာကတော့ဆက်လက်စူးစမ်းစရာအဖြစ်ကြံရက်နေအောင်ပါပဲ